အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရန်နိုင်ပါကျွန်တော်ရဲ့ TikTok အကောင့်ကနေကြိုဆိုလိုက်ပါတယ်လက်ကူဗီဒီယိုရှင်းနဲ့ရှူရှဲပွင့်အတွက် spicy ခောက်ဆွဲလေးလုပ်စားပါမယ်မမီခောက်ဆွဲကိုရီးယားအကင်နဲ့ရှာတစိမ့် spicy အနှစ်ကိုအသုံးပြုထားပါတယ်ရှာတစိမ့်ဆိုတဲ့အတိုင်းပဲရှူရှဲပွင့်ထွက်ပြီးရှာထွက်တဲ့အထိဆက်ပါတယ်ရအကင်လေးတွေကြော်ဖို့စီပူအောင်ဆောင်ပါမယ်စီပူလာပြီဆိုရင်ကိုရီးယားအကင်လေးတွေကိုထည့်ကြပါမယ်ကြော်နေတော့မီးမပြတ်သွားလို့ကျေးဇူးတင်ပါတယ်ကြော်ပြီးတဲ့ကိုရီးယားအကင်လေးတွေကိုညှက်ပြီးတော့ခောက်ဆွဲတဲ့ကိုထည့် spicy အနှစ်ထည့်ပြီးတော့နေမှာဖြစ်ပါတယ်အစင်းစင်းဖြစ်ပြီးစားလို့ရပါပြီလာစားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်